မြို့ကြီးပြကြီးဆိုတာမင်းရဲ့မီးလုံးကြီးတွေထိမ့်ထိမ့်တောက်နေပြီမဲ့လာတာတော့တောင်မပြောဘူးမင်းထောမရနဲ့သေးရွှေသမင်းနေစားရရဲ့တောင်မှကတွန်းမမေးမတင်တိမ်ပါရင်အမေစံတဘူးစီလူလုံးရဲ့အိမ်ဦးကဖိဖိအိမ်ဦးကမေမေဦးနေချွေတာဆိုဝတ်တာရွှေပြောင်းအရှာရာရှိဆုံးအမေအပြုံးကသေးအဖေပြုံးကသေးတဲ့ကတို့ရဲ့မေတင်းနေပါပြီအမေကိုလွယ်နေအမေကိုမဲအမေကိုလေလွယ်နေအမေနဲ့ဝေးနေတဲ့ကာလအမေနဲ့ဟိုးဝေးကြီးမှာနေရတဲ့ကာလအမေမရှိတော့တဲ့ကာလအမေတဲ့လျှက်စစ်မီးတွေထိန်ထိန်တောက်နေအောင်နေရပါစေအမေတဲ့တောမှာလာတာတော့တောင်ပျော်စရာမကောင်းပါဘူးတဲ့အမေနဲ့ဝေးနေရတဲ့ကာလမှာထမင်းအကောင်းစားတွေစားရပါစေရွှေထမင်းတွေစားရပါစေအမေတဲ့အမေစံတဘူးစီလူစားရတာတော့ကတော့မမိန်ပါဘူးအမေဟုတ်ကဲ့အမေမြတ်တာတိတ်ကြီးပါတယ်ခင်ဗျာအမေဆိုတာလောကကြီးမှာကိုမစားရရဲ့နေသားသမီးဝမ်းဝရင်ခြေနဲ့နေတဲ့သူပါအမေဆိုတာသူကတာမပြည့်စုံရင်နေမှာသားသမီးတွေကိုတော့ပြည့်ပြည့်စုံစုံထားကျင်တာလေအမေပါအမေဆိုတာသားသမီးဒုက္ခရောက်ရင်ရှေ့တန်းကမာမာမတ်မတ်ကာကွယ်ရက်တီပေးတာလေအမေပါအမေဆိုတာလေဒီကမ္ဘာလောကကြီးမှာပတ်စံတပြားမှမယူတဲ့အခမဲ့ကြုံဟာလေခမရတို့ကျွန်တော်တို့အားလုံးရဲ့အမေပါအဝိရှော်ပေးကပတ်စံမယူပါဘူးဟုတ်ကဲ့ထမင်းခုကျွေးရလို့လည်းပတ်စံမယူပါဘူးကြောင်းထားပေးရလို့လည်းပတ်စံပြန်မတောင်းပါဒီကမ္ဘာလောကကြီးမှာပတ်စံတပြားမှမယူတဲ့အခမဲ့ကြုံကခမရတို့ကျွန်တော်တို့အားလုံးရဲ့အမေတဲ့ဒါကြောင့်ကိုဒီရဲ့ညာညီလေးဖို့ချစ်ခမရဒီကမ္ဘာလောကကြီးမှာကိုယ့်ပေါ်မှာဘာမျောလင့်ချက်မှမပါပဲချစ်နိုင်တဲ့လူသားနှစ်ဦးပဲရှိတယ်တဲ့ဒါဟာခမရတို့ကျွန်တော်တို့အားလုံးရဲ့အဖေနဲ့အမေပါတဲ့ဘာမျောလင့်ချက်မှမပါပဲချစ်နိုင်တာဒီလူသားနှစ်ဦးပဲရှိတယ်တဲ့ဟုတ်ကဲ့ဒါကြောင့်လောကကြီးမှာပြန်မရနိုင်တာမိဘအစားပြန်မရနိုင်တာမိဘတဲ့ဒါကြောင့်ကျွန်တော်အမြဲပြောနေကြ